မင်္ဂလာပါရှင်။ဘောမစ်စထရီမြန်မာမှာကြိုဆိုပါရစေ။ဒီနေ့ကျမတို့စကားမပြောခင်စိတ်ကူးလေးတစ်ခုအတူတူယဉ်ကျေးအောင်လား။ယခုသင်ဟာအမေဇုံတုံးနဲ့ကြီးထဲမှာလမ်းလျှောက်နေရဆိုပါစို့။ရုတ်တရက်ပတ်ဝန်းကျင်ကဆိုထိုင်းစားတွေများလာပြီးအရေးပြားပေါ်မှာအေးစိမ့်စိမ့်ခန်းစားချက်ကြီးဖြစ်လာမယ်။အဲ့ဒီအချိန်တင်ပြီးနာရွှွန်တော်အိုင်နီကနေရေရီရုတ်တရက်စင်တက်လာပြီးအီယာမတတ်တော်ကြီးတစ်ကောင်ပေါ်လာမယ်။အဲ့ဒီတတ်တော်ဟာတာမန်မွေမျိုးမဟုတ်ပဲចောင်းကျူဖို့ဘတ်စကားတစ်စည်းစာလောက်ရှိလျရတယ်။အီယာမမိချောင်းကြီးတွေကိုတောင်အตาလေးအမဲလိုက်နိုင်တဲ့အစွမ်းရှိရဲ့။ဒါဟာရုပ်ရှင်တွေကအခန်းမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်သန်းပေါင်း60ကျော်ကကျမတို့ကဘာပေါ်မှာတကယ်ပဲစုမှုခဲ့တဲ့တိုက်တန်နိုဘိုအာဆိုတဲ့ငွေကြီးအကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီကောင်ကဘလောက်တောင်ကြီးမားတာလဲ။ဘာကြောင့်မျိုးသုံးသွားတာလဲ။အခုထိရောရှိနေနိုင်သေးလားဆိုတာကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦးနော်။ဒီငွေကြီးရဲ့အကြောင်းကိုကျမတို့သိခဲ့ရတာသိမကြသေးပါဘူး။2009ခုနှစ်မှာကိုလံဘီယာနိုင်ငံရဲ့ဝီလန်ခေါင်ဖျားရဲ့ဒေသတစ်ခုမှာစတင်တွေ့ရှိခဲ့ရပါ။ထူးဆန်းတာရှီဟောင်းသုတေသနပညာရှင်တွေဟာပုံမှန်ဆိုရင်သဲကန္နာရတွေဒါမှမဟုတ်ပြတိုက်တွေမှာရှောက်ခွေးလေးရှိပေမဲ့ဒီတစ်ခါမှာတော့စောင်းမီးသွေးတွင်းတစ်ခုထဲမှာတူးဖော်ရင်းနဲ့မထမက်ပဲတွေ့ခဲ့ရပါအလုသမားတွေကစောင်းမီးသွေးတူးနေရင်းနဲ့အီယာမအယိုးစုရုပ်ကျွင်းကြီးတွေကိုတွေ့ရနေပညာရှင်တွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်ပထမတော့ဒါဟာတိရစ္ဆာန်အများပြရဲ့အယိုးတွေလို့ထင်ခဲ့ကြပေမဲ့တေချာပြန်ဆက်ကြည့်လိုက်တဲ့အခါမှာတော့ဒါဟာတတဝါတကောင်နဲ့ရဲ့ကြော်ရိုးစစ်တွေဖြစ်နေတာကိုတွေ့လိုက်ရပြီးအားလုံးအံ့ဩမြင့်သက်သွားခဲ့ကြပါတယ်။ဒီကြော်ရိုးစစ်တွေဟာအရင်ကတခါမှမမြင်ဘူးလောက်ကိုကြီးမားထူထဲပြီးလေးလံလွန်းနေလိုပါတယ်။ကဲအားလုံးသိချင်နေကြတဲ့သူ့ရဲ့အရွယ်အစားကိုပြောပြပါမယ်။ပညာရှင်တွေတစ်ချက်ကြည့်လိုက်တော့ဒီမြွေကြီးဟာခမန်းစီ73မီတာ43ပေထိရှည်လျားပါတယ်။မြင်သာအောင်ပြောရမယ်ဆိုကားအသေး3စီးကိုရှေ့စင်းနောက်ဆင့်စီထားတဲ့အရှိဒါမှမဟုတ်ចောင်းကျူဖို့ဘတ်စကားအရှိကြီးတစ်စီးစာနဲ့အတူတူပါပဲလူနဲ့နှိုင်းရှင်မယ်ဆိုအရက်130စင်တီမီတာရှိတဲ့လူ၁၀ယောက်ကိုတဦးနဲ့တဦးဇက်တိုက်တန်းစီခိုင်းထားတဲ့အရှိရှိတာပါသူ့ရဲ့အလေးချိန်ကတော့1.1တန်1100ကီလိုဂရမ်ကျော်တာမလို့တာမန်ကားအသေးစားတစ်စီးထက်တောင်ပိုလေးပါတယ်သူကတစ်ချက်လေးလှုပ်ရှားလိုက်ုံနဲ့တင်3မီကျော်1မီတာအကွာဝေးကိုအလွယ်တကူဖြတ်ကျော်နိုင်ပါတယ်သိပ္ပံပညာရှင်တွေကဘာလို့ဒီလောက်ကြီးတာလဲလို့လေ့လာကြည့်တော့အဲ့ဒီခေတ်အမေဇုံတောရဲ့အပူချိန်ကပြန်မြ30ကနေ35ဒီဂရီစင်တီဂရိတ်ထိရှိပြီးအရန်ပူနွေးနေလို့ပါပဲသွေးအေးသတ္တဝါတွေရဲ့သဘာဝဟာဒီလိုပူနွေးတဲ့အပူချိန်မှာခန္ဓာကိုယ်ကြီးထွားမှုကပုံမှန်မဟုတ်ပဲအစမတန်ကြီးထွားလာတတ်လို့ပါပဲရှင်သူကဘလို့အမဲလိုက်တာလဲဆိုတော့အစိတ်ရှိရဲ့ဝင်မျိုးတော့မဟုတ်ပါဘူးအနာကွန်နာရီလိုပဲတားကောင်ကိုသူ့ရဲ့အီယာမခန္ဓာကိုယ်ကြီးနဲ့ရစ်ပတ်ပြီးညှစ်တက်တာပါသူ့ရဲ့ခန္ဓာကိုယ်ရေထဲမှာဖျောက်ထားပြီးမျက်လုံးနဲ့နှာခေါင်းကိုပဲအပေါ်ဖော်ကကြောက်ရွံ့လိုငြိမ်ပြီးစောင့်နေတတ်ပါတယ်တားကောင်ကဘေးကင်းမီအထင်နဲ့ရေထဲဆင်းလာတဲ့အခါမှာတော့စက္ကန့်ပိုင်းအတွင်းမှာပဲရုတ်တရက်ခုံအုပ်တိုက်ခိုက်ပြီးတားကောင်ရဲ့သွေးလေပတ်မှုရက်တန့်သွားတဲ့အထိအင်အားပြင်းပြင်းညှစ်ထုတ်ပစ်တာပါသူ့ရဲ့အင်အားဘလောက်တောင်ပြင်းတယ်လဲဆိုရင်အဲ့ဒီခေတ်ကရှိခဲ့တဲ့အေယာမမိချောင်းကြီးတွေကိုတောင်အตาလေးအမဲလိုက်စားတောင်းနိုင်တဲ့အထိတောဘရင်တပါလိုဖြစ်ခဲ့တာပါရှင်ဒီတော့အစွမ်းထက်တဲ့သတ္တဝါကြီးကဘာလို့မျိုးတုံသွားတာလဲအဖြေကတော့ကမ္ဘာရာသီဥတုပြောင်းလဲမှုကြောင့်ပါပဲကမ္ဘာကြီးကတဖြည်းဖြည်းအင်းမြလာတဲ့အခါသူတို့ဟာအဲ့ဒီအင်းမြတဲ့အခြေအနေနဲ့လျောညီထွေမဖြစ်နိုင်တော့ပါဘူးသူတို့လိုသွေးအေးသတ္တဝါတွေရှင်သန်နေထိုင်မှုအတွက်ပူနွေးတဲ့အပူချိန်လိုအပ်တာကြောင့်တဖြည်းဖြည်းနဲ့မျိုးတုံပျောက်ကွယ်သွားခဲ့ရတာပါဒါပေမဲ့အခုထိအမေဇုံတောထဲမှာဒီမွေကြီးရှိနေသေးလားဆိုတာကတော့လူပြောများနေတော့မှာပဲဒေသခံတွေကတော့အနာကွန်နာထက်အများကြီးပိုကြီးတဲ့မွေကြီးတွေကိုတွေ့ဘူးတယ်လို့အခိုင်အမာပြောကြပါတယ်သိပ္ပံပညာရှင်တွေကတော့ရာသီဥတုကြောင့်မဖြစ်နိုင်ဘူးလို့ညင်းပေမဲ့အမေဇုံတောကြီးကအရန်ကျယ်ဝန်းပြီးလူသူမရောက်သေးတဲ့နေရာတွေအများကြီးရှိနေတာကြောင့်သဘောတရားကဘလို့အံ့ဩစရာတွေဖုံးကွယ်ထားအောင်လဲဆိုတာဘယ်သူမှတတ်အံ့မပြောနိုင်သေးပါဘူးရှင်။ကဲတငင်ချင်းတို့ရောဘလို့ထင်လဲ။ဒီ
ဒီအေယာမတိုက်တန်နိုဘူဝါမွေကြီးတွေဟာလူသူမရောက်နိုင်သေးတဲ့အမေဇုံတောနယ်ကြီးထဲမှာအခုထိပုံအောင်နေဦးမှာလားဒါမှမဟုတ်အားလုံးနဲ့မျိုးသုံးသွားပြီလို့ထင်ပါသလားကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးနဲ့သက်သာ